မင်္ဂလာပါဒီနေ့ကျွန်တော်တို့ grammar pattern လေးတွေလေ့လာကြည့်အောင်ဒီ pattern လေးကကျွန်တော်တည်တံ့ပို့ပေးတာစာရွက် file လေးနဲ့တွဲပြီးလေ့လာကြည့်ပေါ့နော်အဲ့တော့ grammar pattern ဆိုတော့ pattern ဆိုတော့သူ့ pattern အလိုက်လေးကိုမှတ်ထားဒါဆိုရင်လေ့လာရလွယ်တယ်ဥပမာတုပ်ပြီး flex adjective ပေါ့နော်အောက်မှာဥပမာလေးရေးထားတယ်အဲ့ဒါလေးတစ်ချက်ကြည့်ပေါ့တုပ်ပြီး shine မရှက်ပါနဲ့တဲ့ B ရဲ့နောက်က adjective လိုက်တယ်ဒါလေးကိုအလွယ်ဆုံးမှတ်ထားပေါ့တုပ်ပြီး noisy မဆူပါနဲ့လို့ပြောတာဒီမှာတုပ်ပြီး noisy ဆိုတာဆူညံတော့နဲ့ဆုံးတာ adjective လို့ပြောတာပေါ့နော်အဲ့တော့တုပ်ပြီး lazy မပြင်းနဲ့ပေါ့မပြင်းပါနဲ့လို့ပြောတာ lazy ဆိုတာပြင်းကြီးတော့ပေါ့နော်တော့နဲ့ဆုံးတာ adjective ဒီပုံစံလေးရတယ်ပေါ့တုပ်ပြီး shine တုပ်ပြီး noisy တုပ်ပြီး lazy အဲ့တော့အများကြီးရှိသေးတယ်ဒါဥပမာအနေနဲ့ပြောပြတာပေါ့နော်ဒီ pattern လေးကိုမှတ်ထားရင်ရပြီနောက်တစ်ခု no need to ရဲ့နောက်က verb 1ပေါ့နော်အဲ့တော့မလိုအပ်ဘူးတဲ့ဥပမာ no need to say ဒီ say ဆိုတာ verb ကိုပြောတာအဲ့ဒါကို no need to do that မင်းအဲ့လိုလုပ်ဖို့မလိုအပ်ဘူးလို့ပြောတာအဲ့တော့ဒါလေးကိုမှတ်ထားရင်ရပြီနောက်တစ်ခု dare to dare ဆိုတာလုပ်ရဲတယ်သွားရဲတယ်စားရဲတယ်စသဖြင့်ကိုသုံးတာ dare to ရဲ့နောက်ကလည်း verb လိုက်တယ်ပေါ့နော် verb 1ပေါ့ဥပမာ I dare to say ကျွန်တော်ပြောရဲတယ်လို့ပြောတာမြန်မာ dare to သူရဲ့နောက်က verb ပေါ့နော်နောက်တစ်ခု I don't dare to do ကျွန်တော်မလုပ်ရဲဘူးလို့ပြောတာအဲ့တော့တခုခုကိုလုပ်ရဲတယ်သွားရဲတယ်စားရဲတယ်စသဖြင့်ပြောချင်တယ်ဆိုရင်ဒီ pattern လေးကိုမှတ်ထားပါနော်နောက်တစ်ခု not only but also ဆိုတာဥပမာဒါလည်းမကလည်းပဲဒါလေးကကျွန်တော်တို့ငယ်တကယ်ရလဲသင်ခဲ့ပြီးသားပေါ့နော်ဥပမာ he is not only handsome but also rich သူကရုပ်ချောရုံသာမကပတ်စံလည်းရှိတယ်ပေါ့နော်နှစ်မျိုးပြောတာပေါ့သူကရုပ်လဲချောတယ်ပတ်စံလည်းရှိတယ်အဲ့တော့ he is not only handsome ဆိုတာရုပ်ချောတာ but also rich အဲ့တော့သူကရုပ်ချောရုံသာမကပတ်စံလည်းချမ်းသာတယ်ပေါ့ရုပ်လဲချောတယ်ပတ်စံလည်းချမ်းသာတယ်အဲ့ဒါကိုပြောတာပေါ့နော်နောက်တစ်ခု I like ကျွန်တော်ကြိုက်တယ်တဲ့ not only apple but also banana ကျွန်တော်ကပန်းသီးသာမကငါပြောသီးလဲကြိုက်တယ်လို့ပြောတာပေါ့နော်နှစ်ခုပေါ့နောက်တစ်ခု max ဆိုတာတစ်ခုခုကိုလုပ်ကိုလုပ်ရမယ်သွားရမယ်စားကိုစားရမယ်စသဖြင့်ပြောချင်တယ်ဆိုလို့ရှိရင်ဒီပုံစံဒီ pattern လေးကိုမှတ်ထားလိုက်ပေါ့နောက်တစ်ခု you must go now မင်းအခုသွားရမယ်လို့ပြောတာမသွားမဖြစ်ဆိုလို့ရှိရင် max ကိုသုံးတယ်ပေါ့နော်အဲ့တော့မင်းသွားရမယ်လို့ပြောတာသွားရမယ်ပေါ့နောက်တစ်ခု we must learn English ကျွန်တော်တို့အင်္ဂလိပ်စာသင်ကိုသင်ကြားရမယ်လို့ပြောတာအဲ့တော့ max ရဲ့အဓိပ္ပာယ်ကိုပြောတာဒါလေးကကျွန်တော် grammar pattern 5မျိုး grammar pattern လေးရနောက်ကျရင်ဆက်ပြီးတော့ပို့ပေးအောင်မယ်ဒါလေးကိုအရင်ဆုံးလေ့လာကြည့်ပါနော်